ဖုန်းတွေ laptop တွေ wireless နှစ်ချက်တွေအဲ့လိုမတူညီတဲ့ device တွေအားလုံးလုံးမှာတူတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကတော့ဒီ USB Type C လို့ခေါ်တယ်ဘဲဥပုံ port အပေါက်တသေးလေးပဲအခုနောက်ပိုင်း USB Type C ကို electronic device တိုင်းလို့မှာတွေးရပြီးတော့ကို device မှာ Type C မပါရင်ခင်းနောက်ကျသလိုတောင်ခံစားလာရတဲ့အထိဖြစ်လာတယ်ဒီ Type C connector တသေးလေးကဘာလို့ကမ္ဘာ standard တစ်ခုဖြစ်လာတာလဲနည်းပညာကုမ္ပဏီတွေအားလုံးကဘာလို့ Type C ကိုလက်ခံကျင့်သုံးလာတာလဲကျွန်တော်တို့ဒီဗီဒီယိုမှာ Type C ဆိုတာဘာလဲဘာအထူးခြားဝါးစေတာလဲဘာလို့ကျွန်တော်တို့ရဲ့ digital life တွေကိုတက်တက်လေးဝင်ပြီးတော့နေရာယူသွားနိုင်ခဲ့တာလဲဆိုတော့တင်ဆက်ပေးသွားမှာဖြစ်တယ်ဒီ USB ခေါင်းကြီးကို USB Type A လို့ခေါ်တယ်ဒီ USB ခေါင်းအသေးကိုကြတော့ micro USB လို့ခေါ်တယ်ကျွန်တော်တို့ဖုန်းအားသွင်းတိုင်း2ခေါက်3ခေါက်လောက်ပြန်လှည့်ပြီးတော့မှန်အောင်ထိုးရလေးရှိတာ USB Type C ကအဲ့ဒီနှစ်ခုလုံးကိုအစားထိုးလိုက်ပြီးတော့ပြောင်းပြန်ပဲထိုးအတဲ့ပဲထိုးအလုံးလုံးတော့ပို့ပြီးတော့အဆင်ပြေတယ်ဒါပေမဲ့သူ့ရဲ့ပုံစံတစ်ခုတည်းကပဲအရေးပါစေတာမဟုတ်Type C က connector တက်တက်မဟုတ်ပဲနဲ့နီးပညာအမျိုးမျိုးကိုတပြိုင်နက်တည်းချိတ်ဆက်နိုင် gateway တစ်ခုလည်းဖြစ်တယ် data တွေပို့ပေးလို့ရတယ်ဗီဒီယိုတွေထုတ်ပေးနိုင်တယ်အားသွင်းလို့ရတယ်အားလုံးကိုဒီ port တသေးလေးတစ်ခုတည်းကနေပြီးတော့လှုပ်ဆောင်နိုင်တယ်အဲ့ဒါကြောင့်လည်း manufacturer ထုတ်လုပ်သူတွေကအရန်ကိုနှစ်သက်ကြတာ device တစ်ခုမှာအပေါက်တွေအများကြီးထည့်စရာမလိုတော့ပဲနဲ့ Type C တစ်ခုတည်းနဲ့အားလုံးကိုပေါင်းစည်းလိုက်နိုင်တာ Type C ကိုလူကြိုက်များလာရတဲ့အဓိကအကြောင်းရင်းတွေကတစ်ခုကသူ့ရဲ့စွမ်းဆောင်ရည်ပဲ file size အကြီးတွေကိုအချိန်တိုတွင် device တစ်ခုကနေတစ်ခုကိုပေးပို့နိုင်တယ် wireless နှစ်ချက်တွေလို့ device တသေးလေးတွေကနေစပြီးတော့ gaming laptop တွေလို့ power လိုအပ်ချက်မြင့်မားတဲ့ device အကြီးကြီးတွေအထိအားသွင်းပေးနိုင်တဲ့ USB power delivery နည်းပညာကြောင့် Type C ကလိုအပ်တဲ့ power ပမာဏကို device အလိုက်လိုအပ်သလိုချိန်ညှိပေးနိုင်တာကြောင့်ပို့ပြီးတော့လုံခြုံပြီးတော့ပို့ပြီးတော့ထိရောက်တယ်အဲ့ဒါတွေမကသေးဘူး Type C က video signal တွေလည်းပေးပို့နိုင်တယ်အဲ့ဒါကြောင့် laptop တစ်လုံးကို monitor နဲ့ cable တစ်ချောင်းလေးကိုသုံးပြီးတော့ချိတ်ဆက်နိုင်ပြီးတော့ charging နဲ့ display output ကိုတပြိုင်နက်တည်းလှုပ်ဆောင်နိုင်တယ်အဲ့လို Type C တစ်မျိုးတည်းနဲ့အရာအားလုံးကိုအစားထိုးလာနိုင်တော့အရင်လိုကြိုးရှစ်ရှုပ်တွေကမလိုအပ်တော့ဘူး Type C ကအလောက်ကောင်းတယ်ဘာလို့အစကတည်းကမသုံးခဲ့တာလဲလို့မေးခွန်းထုတ်လို့ရတယ်အမှန်တော့ standard တစ်ခုဖြစ်လာဖို့ဆိုတာအချိန်ယူရတယ်ပြီးတော့နည်းပညာကုမ္ပဏီတွေကကိုယ်ပုံစံနဲ့ကိုတွားရတာကိုပို့ပြီးတော့ကြိုက်ကြလို့ Apple က Lightning connector ကိုသုံးတယ် Android ဖုန်းတွေက micro USB ကိုသုံးတယ် laptop တွေက barrel charger ကိုသုံးတယ်အဲ့လိုကုမ္ပဏီတိုင်းမှာကိုယ်စနစ်နဲ့ကိုရှိနေခဲ့တာအဲ့ဒါကြောင့်လည်း device တစ်ခုစီအတွက် cable တစ်မျိုးစီကိုလိုအပ်ခဲ့တာ Type C က standard တစ်ခုဖြစ်သွားတာကလူတွေကိုပို့ပြီးတော့ convenient ဖြစ်သွားစေတယ် manufacturer ထုတ်လုပ်သူတွေက universal connector တစ်မျိုးရှိရင် production တွေပို့ပြီးတော့လွယ်လာမယ်ဆိုတော့နားလည်လာကြပြီးတော့သုံးဆွဲသူတွေကလည်း charger မျိုးမျိုးကိုတည်ဆောင်စရာမလိုတော့ပို့ပြီးတော့သဘောကျကြတယ်အကြီးမားဆုံးအရွေ့ကဥရောပသမဂ္ဂက electronic waste တွေကို short ချဖို့ဆိုပြီးတော့ charging standard တစ်ခုကိုသတ်မှတ်လိုက်ပြီးတော့ USB Type C ကအကောင်းဆုံးရွေးချယ်မှုဖြစ်လာတယ်အဲ့ဒီနောက်ပိုင်းအစကမပြောင်းချင်တဲ့ကုမ္ပဏီတွေပါ Type C ကိုလက်ခံလိုက်ရပြီးတော့ဒီကနေ့မှာတော့ Type C က device အများစုရဲ့ default standard တစ်ခုဖြစ်လာတယ်